ဒီနေ့ customer တယောက်ကသူရုံးသုံးဖို့အတွက်နည်းနည်းတက်တာတဲ့ထဲရပါတော့ i3 second ကျန်တက်ကြံတော့ကလေးပေါ့ကျွန်တော် second လေးတစ်လုံးလောက်ဆင်ကျင်နေပြောလို့ကျွန်တော်ဆင်ပေးမှာဆိုတော့ဒါကဒီဘုတ်ကလည်းအဟောင်းဒီ power supply နဲ့အဟောင်း SSC ကတော့အစ်စ်သွားမယ်hard disk ကတော့အဟောင်းတစ်လုံးသွားမယ်ပေါ့နော်ဒါပေမဲ့စင်ပုံစင်လေးကျွန်တော်ပြချင်တာဒီကောင်းရဲ့ဘုတ်ကလေးက61ဘုတ်ပေါ့နော်ဘုတ်ကတော့အနေလေးပြဒါပေမဲ့ကျွန်တော်တို့ဘုတ်ကအစ်စ်ပဲဟိုပဲsecond ပဲဟိုပဲဒါမျိုးရှီးပြားလေးတွေပါမယ်ဘုတ်ပါမယ်CPU ပါမယ် CPU fan ပါမယ် RAM ပါမယ်ပေါ့နော်ပြီးလို့ရှိရင် SSD တော့မဟုတ်ရင် hard disk တော့မဟုတ်ရင် power supply system ပုံးကုန်ထဲမှာတကယ်ဘာမှမရှိဘူးဒါကတော့ပုံအခွန်ကြီးပေါ့ဒီလိုက်ပါတက်မယ်ဆိုလဲဒီလိုက်တက်မယ်ပေါ့ okay တကယ်တော့ကျွန်တော်အကုန်လုံးတင်ပြီဆိုရင်မစင်ခင်ကျွန်တော်နည်းနည်းလေးပြချင်တာဘုတ်ပေါ်မှာမူတည်ပြီးတော့သူက power cable ထိုးတဲ့ပင်လေးတွေပေါ့အဲ့ဒါလေးကနည်းနည်းကွဲပြားတယ်အဲ့ဒါလေးကဘာလဲဆိုတော့ဒီမှာပေါ့ဒီမှာရေးထားတယ် power ခလုတ်တက်လို့ရတယ်ဒီမှာဆိုရင် power ချိုးလေးပေါ့နော်ဒီ power ချိုးမှာဆိုရင် reset SW ဒီမှာဆိုရင်HDD LED ပေါ့နော် head LED ပေါ့ဒီမှာဆိုရင် power LED power LED plus နဲ့ minus နဲ့ဒါကခုနဒါက power SW power save ဒီကောင်လေးတွေချိုးထိုးဖို့ပေါ့ချိုးထိုးဖို့လိုအပ်တာကြထိုးတတ်ဖို့ပေါ့နော်တကယ်တော့ဒီကဒီပင်ပေါ်မှာကရေးထားတယ်ဒီမှာဆိုရင် PWR လို့တွေ့ရဟုတ်ဒီမှာဆိုရင် reset လို့တွေ့ရဟုတ် PWR ဟိုဘက်မှာဖြစ်တဲ့ဒီဘက်နှစ်ပင်ပေါ့ဒီနှစ်ပင်ဒီသူဒီ power switch ထိုးရမယ်ကောင်ဒီဘက်က reset switch ထိုးရမယ်ကောင်ဒီဘက်ကနှစ်ပင်က set LED ဒီထိုးရမယ်ကောင်ပေါ့နော်ဒီဘက်ကကြတော့power LED ပေါ့နော် power cloud မှာ lighting လေးလင်းဖို့ LED ကိုတကယ်လို့ဒီကျိုးတွေဘာမှမထိုးရနဲ့ဒီ cloud လေးနှစ်ချောင်းနဲ့ထိုးနေ power တက်တယ်ဗျpower ထိုးလို့ရတယ်ဒါတွေကတော့ LED အဆိုင်လေးတွေကိုပို့ပေးကောင်းမှားလဲရတယ်အရေးလည်းသိမကြည့်ဘူးပေါ့နော်ပြောချင်တာကဒီနှစ်ပင်ဒီ power LED ပေါ့တခါတလေကြာရင်တော့ဒီ power cloud ကကျိုးကပြည့်ရင်လည်းဒီကောင် low power ဖြစ်မယ်ရှေ့က cloud တွေကကျွံနေလဲ low power ဖြစ်ဒါပေမဲ့အဲ့အချိန်မှာဒီကောင်လေးကိုကျွန်တော်တို့ကwireless လေးနဲ့ဖြစ်ဖြစ် cloud လေးပဲဒီလိုမျိုးလေးပေါ့ touching လေးသွားလုပ်လိုက်လို့ဆိုရင်ဒီကောင်က power ပုံပြီးတည်သွားတယ် okay ပြီးတော့ဒီနေ့ကျွန်တော်ပြောချင်တာ installation ပေါ့system ပုံတစ်ပုံလုံးကိုဖြုတ်လို့ပဲဖြစ်ဖြစ်တက်လို့ပဲဖြစ်ဖြစ် installation ဘယ်လိုလုပ်လို့ရလဲဆိုတာကျွန်တော်ပြောပြပေးမှာဗျာ okay ရှီးပြကျွန်တော်ကအရင်တက်မယ်အဲ့တော့ရှီးပြဘယ်လိုတက်ရမှာဆိုတော့ဘုတ်ကအထဲမှာဒီလိုအပေါက်ပုတ်ကိုနေမှာဖြစ်တဲ့အတွက်ဒီ3ခုပေါ့ဒီလိုလေးပေါ့နော်ဒီလိုကျွန်တော်အရင်ဆုံးယာကြည့်လိုက်ပါအဲ့လိုလေးယာကြည့်လိုက်အဲ့ဒါဆိုလို့ရှိရင်ဒါဆိုကျွန်တော်တက်လို့ရတယ်ပေါ့နော်ဒီတိုင်းတက်မှာဆိုတော့ရှီးပြားကိုဒီထဲမှာကျွန်တော်ဝင်အောင်တက်မယ်ဗျာဒီကအထဲမှာဒီအထဲမှာဆိုတော့ကလစ်ကလေးရှိတယ်အဲ့ကလစ်ကလေးကျွန်တော်ကတွန်းလှော်လိုက်ဗျာဒီကောင်လေးကိုတွန်းလှော်လိုက်ဒီကောင်လေးဒီမှာဆိုရင်မကြသေးဘူးနော်ဒါလေးကိုတွန်းလှော်လိုက်โอเคဒါဆိုရင်သူကတောင်းတော့မထွက်တော့ပြန်ဒါပေမဲ့နည်းနည်းလေးတော့အားလေးစိုက်ပြီးပေါ့နော်တောင်းထုတ်လိုက်ပြီးရင်မာသာဘုတ်ပေါ့ဒီမာသာဘုတ်โอเคမာသာဘုတ်တက်မယ်တကယ်လို့ကို system ကိုဖြုတ်တက်လုပ်ပြီးဆေးကျင်ရင်လည်းအတူတူပဲเนาะဆေးကျင်တယ်ဆိုရင်လည်းဒီလိုကိုယ့်ဘက်ကိုအဖြုတ်တက်လုပ်ပြီးရင်ဆေးပေါ့နော်ပြီးရင်ဒီရောက်မှာနက်ပေါက်လေးရှိရဗျဒီမှာနက်ပေါက်လေးဒီနက်ပေါက်ကလေးအဲ့နက်ပေါက်ကလေးကျွန်တော်ကပြန်တေချာလေးတက်ပြီအဲ့နက်ကိုကျွန်တော်တက်တဲ့အချိန်မှာအရင်လေးသူကကြက်လို့မရဘူးloose ဖြစ်နေလည်းမကောင်းဘူးပေါ့နော်တက်နိုင်ဆုံးတော့ကျွန်တော်တို့ကဒီအလုံးကိုအရင် connection ကို loose ဖြစ်နေအောင်မလုပ်ဘူးပေါ့နော်တက်လေးတရားတော့လက်ခံပေးပါ laptop လေးပြီးရင်ဒီပုတ်ကလေးကိုကျွန်တော်ကဒီလိုမျိုးတေချာလေးကြက်မယ်ပေါ့နော်တုံတောင်လောက်တင်းပြီဆိုရင်တော့ရပြီ loose မဖြစ်ဘူးဆိုရင်ရပြီညီမလေးကိုပြန်ပြောပြမယ်နော်တုံတောင်လောက် loose မဖြစ်ဘူးဆိုရင်တော့ရပြီဘာမှ free to တော့မလိုအပ်ပါ okay နက်က4လုံးသုံးမဟုတ်ရင်6လုံးသုံးမဟုတ်ရင်8လုံးညဘုတ်တဘုတ်ပေါ်မှာတော့ပါဝင်တဲ့နက်ကလေးတွေကမတူဘူးပေါ့လေနော်အဲ့ဒါလေးကျွန်တော်တေချာလိုက်ကြည့်ပြီးတိုင်တော့ရပြီတကယ်အခုအဓိကတော့ဒီဘက်အခြေက net တွေတော့ပေါအောင်တက်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမှာ USB ဘောက်တွေအထုပ်သိမ်းပြတဲ့အချိန်မှာဒီကောင်နောက်မှာ loose သွားဖြစ်ပြီးတော့ရွေ့မသွားအောင်ရွေ့သွားလို့ရှိရင်လည်းငုတ်လေးတွေကျိုးရတယ် short ဖြစ်တတ်တယ်ပေါ့နော် short ဖြစ်တာကတော့တုံတောင်တော့ဖြစ်ခဲပါဒီ power supply ဆိုရင်ကိုယ့်ရဲ့ power supply ကဘယ်လောက်တွေတုံးထားတာလဲဘယ်လောက်သုံးလို့ရလဲဆိုတော့ specification ကိုကြည့်ကြည့်ဒီမှာဆိုရင်watt နေရာမှာ650 watt ပေါ့ဒီ power supply ဒီ650 watt power supply ဖြစ်တယ် gaming ဘုံတို့ဘာလို့ဆိုရင်တော့ supply အနေနဲ့ကတော့သူ့တက်ပို့ပြီးတော့ပုံများတာရှိတယ်ပုံနဲတာရှိတယ်ပေါ့ဒါကတော့အစားစားပါပြီးရင်ဒီပင်တွေပေါ့ဒီပင်တွေမှာက
GPU ထိုးလို့ရတဲ့အိတ်ပင်ပါတဲ့ power supply တွေတချို့တွေဆိုလို့ရှိရင်ပိုးပင်မဲ့ပါတဲ့ power supply တွေအမျိုးမျိုးသောရှိရပေါ့ဟုတ်ကဲ့ okay ဒီ power supply ကျွန်တော်တက်မယ်ဆိုလို့ရှိရင်ဒီကျိုးအထုပ်ကြီးပေါ့ဒီ wire တို့ပါတဲ့ကောင်အပေါ်ကမတက်ဖ ೇನೆ ဒီအောက်ကနေတက်မှာပေါ့နော်ဝါတို့ပါတဲ့ကောင်အောက်ကနေပြီးတော့ကျွန်တော်ဒီကတက်မယ်ဗျ okay ဝါတို့ပါတဲ့ကောင်ကိုပစောင်းလေးရင်ထည့်လိုက်ဗျပစောင်းလေးရင်ထည့်ဘာကြောင့်လဲဆိုတော့အောက်ကဘုံမှာဒီဘုံတော်များများ power supply ထည့်တဲ့နေရာမှာဒီအထစ်ကလေးပါအဲ့အထစ်ကလေးကဒီ power supply လှုပ်မတော့ဘေးမှာထိမ့်ပြီးတာပေါ့နော်ပစောင်းလေးရင်ထည့်ပြီးအပေါ်ကကောင်နည်းနည်းလေးမပြီး slide ခင်းနဲ့ပြန်ထည့်လိုက်ရင် power supply အန်ကြတော့ဒီကောင်ကnet ၄လုံးပါမယ်ပေါ့နော် supply ကောင်းမကောင်းတိုင်းကြီးကတော့ဟိုတနေ့ကတော့အပေါ်ရန်အခြေခံလေးပြောပြီးသားဗီဒီယိုလေးမှာကျွန်တော်တင်ထားပေးရနော်စိမ့်ပင်အနက်ပင်ထောက်ပြီးတော့ဖန်လမ်လဲဒါကတော့အပေါ်ရန်တကယ်ကတော့ဘိုးလေးဘယ်လောက်ဖြစ်တယ်ဖတ်တယ်ဆိုတော့ supply tester လေးတွေရှိတယ်ဗောနော်ဒါကကျွန်တော် okay ဒီနေရာဆိုရင်ကျွန်တော်ဒါကြီးပြီးတော့အကုန်ပြန်ဖြည့်ပြမယ်ဗောနော်ပြန်ဖြည့်ပြီးတော့ cable တိုက်ကောင်းကောင်းမွန်မွန်လေးကျွန်တော်တုပ်လိုက်မယ်အဲ့ဒါမှလည်းလှပလေးလေးဖြစ်မယ်ဗောနော်လက်ရလေးလည်းအဆင်ပြေမှာကြ okay ပင်ထိုးမယ်ဆိုရင်ဒီကောင်ပါဝါမိတ်ပါဝါ socket ပေါ့နော်ပုံလေးပါရှိမလားကျွန်တော်ခါကြည့်လိုက်ပြီးရင်ကျွန်တော်ဒီကောင်ကိုဒီမှာထိုးလိုက်မယ်တဲ့လေးပဲကြာအောင်ကျွန်တော်ထိုးလိုက်မယ်โอเคပြီးရင်နောက်တစ်ပင်ကဒီမှာလေးပင်ပါတဲ့ကောင်ရှိတယ်ဒီလေးပင်ပါတဲ့ကောင်လေးပေါ့ဒီကောင်လေးကပုတ်ကို supply ကျွေးတဲ့ပေါ်မှာပဲဒီလေးပင်ပေါ်လေးပေါ့နော်ဘုံမြင့်တဲ့ကောင်လေးဆိုရင်6ပင်လည်းရှိတယ်နော်6ပင်ပါတဲ့ကောင်လေးရှိတယ်ဟိုအမြင့်တော့ဘုံနေနေရတော့4ပင်ပဲပါတာများပါဒီနှစ်ခုထိုးပြီးကျွန်တော်တို့က power ဖွင့်ပြီးဆိုတာနဲ့ဒီ CPU fan လည်းလဲပြီးတော့အလုပ်လုပ်ပြီးရုပ်တော့မတက်သေးဘူးရုပ်တက်ဖို့အတွက်ဆိုရင်ကျွန်တော် RAM ပေါ့ဒီ RAM ပေါ့ RAM လေးကျွန်တော်တက်ပြရ RAM ဒီကအကွဲချောင်းလေးနဲ့ဒီကအကွဲချောင်းကျွန်တော်ကလက်ရှိဒီတိုင်းတက်လို့ရှိရင်မရဘူးရတယ်ဒီကောင်ကကြတော့သူကဘတ်ကြတာပေါ့ဒီတိုင်းတက်မယ်ဆိုရင်သူကမရဘူးဗျဘာဖြစ်လို့လဲဆိုတော့ဒီအကွဲချောင်းလေးကမတူတဲ့အတွက်အဲ့ဆိုရင်အောက်က socket နာသွားတာမျိုးတွေဒီ RAM လည်းကြီးပြားတွေလန်သွားတာမျိုးဖြစ်တတ်တယ်ပေါ့နော် RAM တက်မယ်ဆိုရင်ဒါတဲုံတဲထားရတယ်နော်တက်ပြီဆိုရင်နှစ်ဖက်အညီဖိချလိုက်ကြအဲ့တော့ဒီဘက်ကလေးလေးကကြာဒီဘက်ကလေးလေးကကြာသူကကြာသွားဒီကလေးကဒီလိုလေးကြာသွားကြလောလောဆယ်ကျွန်တော်ဒီကောင်တော့ focus တစ်ချောင်းပဲကျွန်တော်စိုက်ထားတယ်โอเคဟုတ်ပြီပြီးရင် SSD ပေါ့ကျွန်တော်က SSD တက်မယ်ပေါ့နော်ဒီ SSD ကိုကျွန်တော်ကအခုခဲ့ရနေရပိုင်းလဲအန်လေးရတော့ပုံလုံးနဲ့တော့မူတည်တယ်ဒီမှာလည်းကျွန်တော်ကထည့်လို့ရတယ်နော်ဒီမှာလည်းထည့်လို့ရလောလောဆယ်တော့ကျွန်တော်နည်းနည်းလေးကြည့်ကောင်းရှုကောင်းကျွန်တော်ဒီမှာတက်လိုက်မယ်ပေါ့နော်ဒီမှာ SSD ထည့်လို့ရတယ် slide ကလေးပါရအဲ့တော့သူနက်ပေါက်အနေနဲ့လဲဒီဘက်အတွင်းထဲမှာနက်ပေါက်ကလေးရှိတယ်အဲ့နက်လေးလည်းကျွန်တော်ချက်ပေးမယ်နော်လောလောဆယ်ပုံဝါးနေနေတော့ကျွန်တော်နည်းနည်းလေးသွားလိုက်အဲ့တော့ကျိုးလေးတွေပါလာရင်လည်းကျိုးလေးတွေကကျွန်တော်နည်းနည်းကြည့်ကောင်းအောင်စပရိန်ပုံစံမျိုးလေးကျွန်တော်နည်းနည်းခွေလိုက်မယ်ဗျဒီလောက်ဆိုရင်အဲ့တော့ SATA socket အဲ့ဒီမှာပါတဲ့ socket ကိုကျွန်တော်တို့သွားပြီးထည့်မယ်ပြီးရင်ဒီမှာဆိုရင် SATA ပေါ်က၄ပေါ်ပါတယ်ဗျ၄ပေါ်မှာကိုကြိုက်တဲ့ပေါ်တစ်ခုပေါ့နော်အဲ1 2 3လဲပါတယ်နော်1ဒီကောင်1ဒီကောင်2ဒီကောင်3ဒီကောင်4ပေါ့နော်ဒီမှာလည်းအောက်မှာလည်းဘုတ်ပေါ်မှာလည်းစာရေးထားတယ်အဲ SATA ဆိုတော့ data အနေနဲ့ကျွန်တော်တို့ကကျွေးပြီးသွားရင် supply ရထွက်တဲ့ power အနေနဲ့လည်းသူကထပ်ကြည့်ရမှာဒါမျိုး socket အကွဲကြောင်းလေးတစ်ခုပါမယ်ဒီရဲ့ L ဂျိုးလေးကအပေါ်မှာဖြစ်လိမ့်မယ်ဗျအပေါ်မှာဖြစ်မယ်ဆိုတာဒီ SATA ဂျိုးနဲ့ power ဂျိုးနဲ့နှစ်ခုချာ L လေးကလာပြီးပြိုစုံနေပေါ့နော်အဲ့လိုနေရာလေးအဲ့ဆိုရင်ဒါဆိုရင် head တက်ပြီးသွားပြီ RAM လည်းတက်ပြီးသွားပြီokay power supply လည်းထိုးပြီးသွားပြီ power ဂျိုးထိုးရမယ်ခုနကကျွန်တော်ပြောတဲ့ power socket ပေါ့နော်ဒီ socket မှာ power supply switch နော်ဒီကောင်လေးကခုနကဒီဘက်အစွန်ဆုံးမှာကျွန်တော်ပြောခဲ့တဲ့နှစ်ပင်ပေါ့လက်ရှိအခြေအနေမှာကျွန်တော်ဒီထိတ်မမြင်ရဘူးကြ
ကျွန်တော်ထိုးလိုက်ပါတော့ကျိုးလေးကျန်တဲ့ကျိုးလေးလည်းအလားတူသွားလိုက်ထိုးရင်ထိုးရ